အချင်းအားဖြင့်လွန်ခဲ့တဲ့16နှစ်တာတဆောင်ပုံးလားပြေကျော်2ရက်နေ့ဒီအချိန်ကမိုးလေကင်းလွန်တင်ပေမဲ့ဒီနှစ်တော့မိုးဖြတ်တဲ့တဆောင်တိုင်းပါပဲရှမ်းပြည်တောင်ပိုင်းကလွိုင်းလင်ဆိုတဲ့မြို့လေးမှာနေတဲ့သူရိန်ဟာ10တန်းအောင်ကစားကျောင်းသားလေးတစ်ယောက်ပါအတော်ဖြစ်သူဖွင့်ထားတဲ့ဘီလီရက်ခုံမှာအလုတ်ဝင်ကူပေးနေသူလည်းဖြစ်ပါတယ်ထိုနေ့ကဘီလီရက်ထိုးသမားတွေမပြန်သေးတာနဲ့ထိုင်ဆောင်ပေးရင်ညတနာလီထိုးသွားခဲ့လေသည်မိုးရွာလာပြီးထုံးစံတိုင်းမီးပြတ်သွားလို့သာဝိုင်းပြတ်သွားခဲ့တာပါဒီလိုနဲ့အကုန်ပြန်ကုန်မှစိုင်းတကားတွေတေးချလိုက်ပိတ်သိန်းစရာရှိတာသိန်းပြီးအိမ်ပြန်ဖို့လုပ်ရပါတော့တယ်ခတ်တာတခါမှလည်းခုချင်းလောက်ထိအပြင်မှာမနေခဲ့ဘူးတဲ့အပြင်ခါတိုင်းဖခင်ဖြစ်သူလာကြိုနေကြပါဒီနေ့တော့တယောက်သေးပြန်ရပဲတော့မီးကပြက်မိုးကလည်းရွာဓမီးကလည်းမပါလျှက်စီးတွေကတဖြက်ဖြက်နဲ့တမျိုးလုံးသူ့တယောက်သေးရှိနေတဲ့အတိတ်စိတ်နေကြပြီပြန်ရမှာကလည်းအတန်ငယ်လှမ်းလေတော့အတော်အရေးစွန်ပြန်ရမှာပါဒီလိုနဲ့အမြန်ရောက်အောင်မထူးဆက်ခင်းပြီးတခါမှမပြန်ဘူးတဲ့ဖြက်လန်းကနေမိုးကခြုံပြီးကုတ်ချောင်းနဲ့အရေးစွန်ပြန်လာခဲ့ပါတော့တယ်တစ်ချက်လက်တဲ့လျက်စီးအောင်ကိုအားဖြူပြီးပြန်လာလမ်းကြားလေးတစ်ခုအရောက်မလန်းမကန်းကထောပတ်တီပင်အိုပေါ်မှာဝင်းကနေထစ်ပွားတဲ့လျက်စီးအောင်အောက်တွင်ဖြူလွတ်အရာတစ်ခုကသူ့ကိုအပင်ပေါ်ကနေလက်ရက်ခေါ်နေသလိုရုတ်တရက်လမ်းမင်လက်ရတဲ့မြင်ကွင်းကြောင့်အကြောက်လွန်ပြီးကြက်တီးဒီထစပင်းဒီထောင်းရင်တိတ်ခေါင်းကအသက်ရှူဖို့ပင်မေ့မတန်ငုတ်တုတ်မေ့နေခဲ့လေသည်အချင်းမြမြကြောက်သွားသည်မသိမိုးချိန်တန်ကြောက်တို့တတိဝင်တော့မှာအကြောက်စိတ်ကြောင့်တစ်ဆက်တုံနေတဲ့သူ့ကိုယ်သူအားသွင်းပြီးအပင်ပေါ်ကိုလျှက်စီးဝင်းကနေအိမ်ထဲမှာတစ်ချက်ပြန်ကြည့်လိုက်ပြီးတော့အာလာလခွားနဲ့ပဲမီးပုံပြန်ကြီးဟာ